အခုပြောနေကြတဲ့မိဘတွေမလေးကျမသားလေးကယာရူးသိတ်ကြီးတာသူ့နေရာသိတ်ကောင်းတာအောက်ဆိုင်သိတ်ဝင်တာအရှက်မရှိကြွားနေဒီလိုမိရုပ်ဖရုပ်တွေမွေးလာလို့တိုင်းပြည်တစ်ခုလုံးဆုပ်ယုပ်သွားတာနားလေလားသဘောပေါက်သလားအောက်ဆိုင်သိတ်ကောင်းတာသူ့သားလိန်စားနေမှလည်းမသိဘူးခိုးစားနေမှလည်းမသိဘူးငွေများများရလာရင်ဒီသားလူရည်ကျွံမှတ်နေတယ်ရှင်းမလားကွာတယောက်နဲ့တယောက်စားဝတ်နေရေးအတွက်ဝိုက်စားလီစားဟောက်စားခြောက်စားခိုးစားလိန်စားတောင်းစားဗျံပရာစားနေကြတော့ရိုးရိုးဆိုတာအဲ့ဒါရိုးရိုးတိမ်ကောသွားတဲ့အတွက်တတိုင်းပြည်လုံးဖယိုဖယဲဘယုတ်ဒုက္ခဝယုံသုံးကားဖြစ်တယ်မဟုတ်တာမမှန်တာလောက်ရကိုအ